အားလုံးပဲမင်္ဂလာပါရခိုင်သတင်းလေးကိုဆက်ပေးမယ်ဗျာနော်ရှေ့မှာရခိုင်ပြည်နယ်မှာတက်မတော်ကထိုးစစ်အရှိန်ဟုန်နဲ့ထိုးစစ်ဆင်နေတာကိုပြောသွားတယ်အဲ့တော့ရခိုင်နေဘာသာရေးအဆောက်အုံတွေကိုဒိုင်းလုပ်ထားတယ်နော်နောက်တစ်ခါတစ်မောက်ကိုလုပ်ငန်းတွေလုပ်ပြီးတော့စီဝါတွေရှာလက်နက်အတွက်ကိုနော်ရှာကြတယ်အခုတခါတော့ခေါင်းစဉ်လေးကစစ်ရှုံးမှုကိုဖုံးကွယ်ရန်လိုင်းမော်တွင်ကောလာဟာလာလွှင့်ခြင်းတဲ့ဝါဒဖြန့်မှုများကိုခြိပခြင်းအဝဲဒီ၎င်းတို့၏မြေအောက်ဘန်ကာနှင့်လက်နက်တိုက်ကြီးတစ်ခုလုံးဝေဟင်ပြစ်ကူကြောင့်ပြာကျသွားကစစ်ရှုံးနေခဲ့ရသည်အရှက်ရမှုကိုဖုံးကွယ်ရန်အတွက်လိုင်းမော်တွင်အရသာပြည်သူလူထုနှင့်ဘာသာရေးနေရာများကိုဘုံကျဲသည်ဟု၍တပြားဟောင်းဖွင့်ကပြည်သူလူထုထိတ်လန့်စိုးရိမ်လာသည်ရန်ရည်ရွယ်ချက်ရှိသတင်းတူများဖြင့်တွေးထိုးလှုပ်ဆော်နေခြင်းသာဖြစ်သည်တန်တွဲမြို့နယ်တပြုတ်ချိုင်ကျေးရွာအတွင်းဖြစ်ပွားခဲ့သည့်လေကြောင်းစစ်စင်ကြီးမှာဘာသာရေးအဆောက်အုံကိုအကာအကွယ်ယူ၍ခိုအောင်နေသည့်အကြမ်းဖက်အဖွဲ့၏မြေအောက်လှိုင်ကောင်းနှင့်လက်နက်တိုက်ကိုတိကျစွာချေမှုန်းခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်သမားအများအပြားမတာပေါ်သွားခဲ့သည်နိုင်ငံတော်အစိုးရနှင့်ပြည်ထောင်စုတပ်မတော်အနေဖြင့်ရခိုင်ပြည်နယ်တောင်ပိုင်းတွင်ဘာသာရေးအဆောက်အအုံများကိုဒိုင်းလောက်ကပြည်သူကိုဒုက္ခပေးနေသည့်နိုင်ငံတော်ပိုင်တစ်တော်များကိုခိုးထုတ်နေသည့်အကြမ်းဖက်အဖွဲ့တောင်းကျမ်းသူများနှင့်၎င်းတို့၏စခန်းများခိုးအောင်ရာနေရာမှတပြားကိုတန်တွဲမြို့နယ်အပါဝင်ဒေသအနှံ့အပြား၌မြေလံစနစ်ဖြင့်အမြင့်ပြတ်သည့်ကြီးရေလေစစ်စင်ရေးများကိုအရှိအဟုန်မြင့်ပြက်သားဆက်လက်ချေမှုန်းသွားမည်ဖြစ်ကြောင်းမိဘပြည်သူများထံသို့အတိပေးအပ်ပါသည်တဲ့အဲ့တော့ရခိုင်ကြီးကတော့နော်မြို့ပြုတ်တော့မှာပဲမြို့ပြုတ်တော့မှာပဲရခိုင်ကြီးတာလီစွာပါတာလီစွာငရဲပြည်မှာသွားနေကြတော့တာလီစွာတွေနော်တမတော်ဘိုးချုပ်ကာချုပ်ကြီးဦးရဲဝင်းဦးကလည်းပဲနော်အရေးပေါ်အခြေအနေကြီးညာထားတဲ့မြို့တွေအကုန်လုံးကိုတောက်လျှောက်အကျန်းတွေကင်နေတာနော်ရခိုင်ရောမကွေးရောချင်းရောစကိုင်းရောတပြိုင်တက်ကိုထိုးစစ်ဆင်ပြီးတော့အမှုန့်ကျိတ်နေတာအားရစရာကြီးကျင်းနဲ့စရာကြီးတာလီစတွေအခုတော့ပြာလီစွာဖြစ်ကုန်ပြီမင်္ဂလာပါရှင်ဒီနေ့ကတော့6လပိုင်း6ရက်နေ့ဖြစ်ပါတယ်ရှင်စကိုင်းတိုင်းကအရန်ကိုစိုးဝါးနေပြီပေါ့နော်လူကြီးမင်းနိုင်ငံတော်အစိုးရလူကြီးမင်းမျိုးအနေနဲ့လွတ်ထားဖို့မသင့်တော့ပါဘူးကျမဟိုတနေ့အတင်ဆက်တယ်လို့ပေါ့နော်စကိုင်းတိုင်းတွင်းမှာအဲ့လိုမြင်းမှုနဲ့မုံရွာကြားထဲမှာလည်းဂိတ်40လောက်ကတောင်းကျန်းနေဂိတ်40ကျော်ပေါ့တောင်းကျန်းနေရပေါ့ရေစကြိုနဲ့မန္တလေးကြားထဲမှာလည်းအရင်ဂိတ်20ကျော်ဖွင့်ပြီးအရင်တောင်းကျန်းနေရပေါ့ရွာတွေမှာဆိုလဲတနက်ကိုထမ်းပြီးတော့နှိပ်စက်နေတယ်เนาะအဲ့လိုမျိုးတွေအချိန်ကြီးကြားနေရတဲ့အပြင်မနေ့ကဆိုရင်စကိုင်းတိုင်းမှာစကိုင်းမြို့လဝကရုံးကိုတောင်မှလာပြီးတော့ short တိုက်တုံးပစ်သလား drone နဲ့ချသလားတော့မသိဘူးတရင်ကတော့အဲ့လိုမျိုးdrone နဲ့ချတယ်လို့ပဲပြောတယ်အဲ့မှာကြည့်အောင်အဲ့လိုမျိုးတောင်လာလောက်ရဲနေအဲ့စကိုင်းက PDF တွေကိုလွတ်ထားလို့မဖြစ်တော့ပါဘူးစကိုင်းအဲ့လဝကရုံးကိုပေါ့အကြံဖက်သမားတွေက10နာရီခွဲမှာ drone နဲ့ချတိုက်ခိုက်တဲ့အတွက်ဝန်ထမ်း9ဦးမှတ်ပုံတွင်လာလောက်တဲ့လူ73ဦးဒဏ်ရာရရှိတယ်လို့သိရှိရပါတယ်ရှင်စကိုင်းတိုင်းဒေသကြီး6ဦးမြို့နယ်မှာလည်းကျောင်းဖွင့်လို့ပေါ့နော်ကျောင်းဖွင့်လို့ကျောင်းအပ်လို့ဆိုတဲ့အကြောင်းအရာနဲ့ဖုန်ကြီးတွေနဲ့တန်ဃာတော်တွေနဲ့ဆရာမတွေကိုဖမ်းဆီးသွားပြီးတော့9ဦးကိုတက်ပစ်လိုက်ပြီးတော့ခေါင်းတွေကိုပြန်ပို့ပြီးတော့ပေါ့နော်နောက်ထပ်ကြံနေတဲ့လူတွေကိုဖမ်းထားတယ်လို့သိရှိရပါတယ်ကျမပြောသလိုပဲဟိုတယ်နေ့ကအဲ့ဒါကြောင့်မို့ကတာမြို့မှာကျောင်းမဖွင့်ဖို့ကျမကျောင်းမဖွင့်ဖို့မို့အဲ့ဒီနေမြေမစိုးပေးသေးတဲ့ရွာလေးတွေကိုကျောင်းဖွင့်ခွင့်ရက်ပါအောင်လို့ကျမကတောင်းဆိုတာသူတို့တွေကဖမ်းသွားပြီဆိုရင်သူတို့တွေကဘယ်သူ့ကိုမှမစားနာဘူးမနေ့ကပဲကြည်လိုက်ကျမကိုဒီစကိုင်းတိုင်းအတွင်းမှာ PDF ဂိတ်တွေကိုဖြည့်ရှင်းဖို့လို့သတင်းပို့တဲ့အတွက်ကျမကိုအဲ့ဒီ PDF ခေါင်းဆောင်ကလာပြီးတော့ချင်းချောက်တယ်နင်းနောက်ကိုလိုက်နေပြီးတော့နင်းကိုနေမဲကြံတော့တယ်လို့ဘာလို့အဲ့လိုမျိုးတွေပေါ့ချင်းချောက်တာပေါ့ချင်းချောက်ပြီးတော့မက်ရိုင်းစွာဆဲဆိုတာပေါ့ main ကလေးဆိုပြီးတော့เนาะအဲ့တော့အရန်မက်ရိုင်းပြီးတော့အရန်
ဘယ်လိုပြောမလဲရုပ်မာတဲ့အဖွဲ့အစည်းပေါ့ကျမကသူ့ရဲ့အကောင့်ကိုဘာလို့တင်တာလဲဆိုအရန်မှတ်ရိုင်းတာပြိတ္တတူမြင်ဖို့မဟုတ်ဘူးကျမတို့ရဲ့ထောက်ခံတဲ့တက်မတော်ရဲ့အရာရှိတွေကဘသူ့အုံမှာဘယ်တော့မှအဲ့လိုဆဲဆိုခြင်းရုပ်မာခြင်းငါနဲ့မတူလို့သွားဆဲခြင်းတခါမှမရှိဘူးသူတို့ဘက်ကတော့ရတယ်ဒါကမိန်းမတွေပါနားမလဲဘူးလာခဲ့အားရပါရပြောမယ်ဆိုတဲ့ဟာတွေကြီးပဲအဲ့ဒါကိုကျမသိစေခြင်းလို့တင်တာကြောက်လို့မဟုတ်ဘူးပြီးတော့ကျမတို့ရဲ့သမ္မတနိုင်ငံတော်သမ္မတကြီးရဲ့ပြောရေးဆိုခွင့်ရှိသူကိုလောက်ဝကဒုဝင်ကြီးဖြစ်တဲ့ဒေါ်ခိုင်ခိုင်စိုးကနေပြီးတော့ဖြည့်ရှင်းတယ်ပေါ့အဲ့ဒါကိုလည်းဝိုင်းလှောင်နေကြတာဩစရာလို့ main ကလေးလဲမိန်းမလည်းဖြစ်ရင်ဖြစ်မယ်ယောက်ျားလည်းဖြစ်ရင်ဖြစ်မယ်နိုင်ငံတော်တာဝန်ထမ်းဆောင်တဲ့နေရာမှာသူကြရနေရာမှာတာဝန်ထမ်းဆောင်ကြရမှာပဲလေအဲ့ဒါယူလဲလိုက်ပလဲပြီးလိုက်ပြောနေအဲ့ဒါဗိုလ်ချုပ်စုံမင်းထွန်းနေရာမှာပေါ့အဲ့ဒီဒေါ်ခိုင်ခိုင်စိုးကိုပေါ့ဒေါ်ခိုင်ခိုင်စိုးကိုထားလိုက်လို့ပြီးတော့ဗိုလ်ချုပ်စုံမင်းထွန်းကရည်ရတယ်ပေါ့ဗိုလ်ချုပ်စုံမင်းထွန်းဘက်ကနေကြည့်လို့ရှိရင်ကျမပြောပြမယ်တမိုင်းမှာသူတက်နိုင်တာအကုန်လုပ်ခဲ့တယ်အမဲဆက်တစ်ခုမှမရှိဘူးသူတို့လင်မယားတော်တော်လေးကိုငင်းငင်းချမ်းချမ်းနေတတ်တယ်သူများတွေပြောသလိုဟိုလက်ယူလို့တော့မိမနေရာယူအဲ့မျိုးတွေမဟုတ်ပါဘူးရှင်အချိန်ဟိုအကြောင်းတရားတစ်ခုကြောင့်ဒီလိုမျိုးတွေဖြစ်ရတာပေါ့ထုတ်ပြန်လာပါလိမ့်မယ်အခုထားလိုက်ပါဦးနားသွားရတယ်ဆိုလေအဘဘက်ကနေကြည့်လို့ရှိရင်ကွာသူဒီနိုင်ငံတော်တာဝန်ကိုသူကြေပွန်စာထမ်းဆောင်ခဲ့တယ်သူဆိုရင်အစဲနိုင်ဆုံးစုတောင်မှသူရှားခဲ့အစဲခံရဆုံးစုပေါ့အစဲခံရဆုံးစုပေးရင်တော့သူရနိုင်တယ်အရင်အစဲခံရပါတယ်အဲ့လိုမျိုးစူးစမ်းပြီးတော့ဆောင်ရွက်ခဲ့တဲ့အတွက် तू ကနောင်တရမှာမဟုတ်ပါဘူးခုချိန်မှာအေဂျင့်ဆိုတာဖြတ်သိမ်းနေမှာဒီယာတူးယူလည်းတစ်ချိန်လုံးစုပ်ကင်ထားလို့ရတဲ့အရာမှမဟုတ်တာအချိန်ချိန်မှာလူတိုင်းနားရမယ်ကိစ္စပဲဥစားအဲ့ဒါကိုလည်းသူတို့လိုမျိုးပေါ့ယာတူးမှတ်တယ်သူတို့ကအာနာရှင်နေလေသူများကလည်းလက်ညှိုးထွက်သူတို့ကအာနာရှင်နေဆိုတော့သူတို့လိုမျိုးမှတ်ပြီးတော့အမလီပေါ့ဖမ်းခံထားရပါမဟုတ်ပါဘူးရှင်နားသွားတယ်နားရမယ်ဆိုလေသူတို့ကအေးအေးစစ်စစ်နားမှာပါအဲ့ဒါလေးပြောချင်ပါတယ်ရှင်ပြီးတော့ PDF တွေကအခုချိန်ထိအလင်းဝင်မို့စိတ်ကူးမရှိသေးတဲ့အပြင်မဲမြင်ရလိုက်ကြိုက်တဲ့အကျင့်ကလည်းအခုချိန်ထိမပြောက်သေးဘူးမနေ့ကကျမကိုပြောနေတဲ့ကောင်ကသူကတဲ့အဲ့တက်ရင်ကအရာဘိုးကြီးပေါ့သူ့ကိုယ်သူတော့ဘုံမိုးကြီးဆိုလားအဲ့လိုနာမည်ပေးထားတယ်မအရန်ရှုပ်ချတယ်ဘာလို့ဘယ်တော့မှရှင်တို့တော်လန်ရေးမအောင်မြင်ဘူးမအောင်မြင်တဲ့အပြင်ကိုဟိုပိုးဆိုးပတ်ဆက်ကြာဆုံးပါလိမ့်မယ်။တိုင်းနေအားလုံးမင်္ဂလာပါကျွန်တော်ရောင်နေနေမှာဒါမင်းတက်တဲ့ကံပက်လက်ဘက်မှာဒါစေးချင်းတွေတော်တော်လေးပြင်းထန်နေပါတယ်။ဒါဒီ2026ဇွန်လ9ရက်နေ့သတင်းတွေရဆိုရင်ဒါမကွေးတိုင်းစော်မျိုးနဲ့ဒီကြောက်ထုဒေသဘက်ကနေတက်လာတဲ့ဒါတက်ပြီးတော့စစ်ကြောင်းတွေကကြီးကြောင်းရောလေကြောင်းမှာတုံးပြီးတော့ဒါမင်းတက်တဲ့ကံပက်လက်တကြောလုံးမှာရှိတဲ့ဒီဂျက်ဘက်အေးနဲ့ချင်းပရက်တွေကိုအရှင်ုံမြင့်ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်။ဒါမေလအလေကလေးကဒါတိုက်ပွဲတွေကတောက်လျှောက်ပြင်းထန်နေတာပါ။အခုဆိုဒါလေတွေဝိုင်တွဲတွေနဲ့ပါဒါဘုံကျဲတိုက်ခိုက်ပြီးဒီကောင်တွေပိတ်ဆို့ထားတယ်လို့သိရပါတယ်။ဒီဂျက်ဘက်တွေဘက်ကဒါအလောင်းတွေနဲ့လက်နက်တွေပါပစ်ထားခဲ့ရပြီးတော့အကြဆုံးတော်တော်များများနဲ့ဒီကောင်တွေထွက်ပြေးသွားခဲ့တယ်လို့မြေပြင်သတင်းတွေရသိရပါတယ်။ဒါပေမဲ့ဒါဒီမနေ့ကဒါဇွန်လ4ရက်နေ့မှာရှေးဖွဲ့တွေဘက်ကဒါစစ်ကောင်စီရဲ့ထိုးစစ်ကိုအောင်မြင်စွာခုခံဟန်တားနိုင်တယ်ဆိုပြီးတော့ဒါထုတ်ပြန်ချက်ထုတ်လာတာရှိပါတယ်အဲ့ဒါကတော့ဒါမြေပြင်မှာရှုံးနေတာကိုဖုံးကွယ်ဖို့ဗျာဒီကောင်တွေရဲ့စိတ်ဓာတ်ကိုကျွန်တော်တို့သိရတိုင်းနော်ဒီအောက်ခြေလူတွေစိတ်ဓာတ်မကြအောင်နဲ့ဒါပြည်ပအလူငွေတွေစိုက်ရအောင်ဒါလုပ်တဲ့ဝါရဖြတ်မှုတတ်ပဲလို့သတင်းမှာဖော်ပြထားပါတယ်နော်ဒီကောင်တွေအကြောင်းကိုကျွန်တော်သိရတိုင်းဗျာဒါဒီကောင်တွေအတန်ထွက်လာပြီဆိုတာမြေပြင်မှာအကြရှုံးများလို့ဟုတ်လားနောက်ပြီးတော့ဒါရွာတွေဖြက်စီးတာကလည်းဒါဒီကျန်းဖက်ဖွဲ့တွေဘက်ကနော်ဒီရွာတွေကိုဒါလူသားတိုင်းကလှုပ်တာပြီးတော့ဒီမိုင်းထောင်တာတွေကြောင့်ဖြစ်ပြီးတော့ဒါကိုဒါတက်မတော်ကြောင့်မှဆိုပြီးတော့နော်ဒီတက်မတော်ရဲ့ပုံရိပ်ကိုဖြက်စီးပြောဆိုနေရတယ်လည်းရှိပါတယ်အဓိကကတော့ဒါအခုမင်းတက်တဲ့ကံပတ်လက်မြေပြင်မှာဒါတက်မတော်ဘက်ကစီရေးရအပြတ်သက်နေပြီးစိုးမိုးထားပြီးတော့ဒါအေဂျင့်တာယာရေးအတွက်ကြံနေတဲ့အဖွဲ့တွေကိုလည်းဒါဆက်လက်ချေမှုန်းသွားမယ်လို့သိရပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်နော်ဟောဒီတောင်ပိုင်းကောင်တွေဖင်ကောင်းကျဲထားတဲ့ကောင်တွေမကြမီလာပြီနော်